မင်္ဂလာပါရှင်စန္ဒီစာရောလူကြီးအယောင်ဆိုင်မှာကြိုဆိုပါရရှင်ဒီနေ့ကတော့အစ်စ်ရောက်ထားတာလေးတွေနည်းငယ်ပြပေးပါမယ်ရှင်ဒီနေ့အစ်စ်နည်းနည်းထပ်ရောက်ထားပါရရှင်ဒီဟာလေးတွေကတော့ပိုးချိတ်အပြီလေးပါရှင်ဒါဆိုလို့ရှင်ပိုးချိတ်အပြီလေးပေါ်မှာပေါ်ဝါအသေးပါမယ်ဝမ်းဆက်လေးပါရှင်ပေါ်ဝါအသေးပါမယ်အင်ကြီးမှာကတော့ပြောင်းလေးပါရှင်အင်ကြီးကတော့ပြောင်းစားလေးအင်ကြီးလေးမှာတော့ဒီလိုပြောင်းလေးပါရှင်ဒါလေးကို3ကိုင်းနဲ့တွထားပါရှင်ဒီဟာလေးဆိုလို့ရှိရင်ဒါလေးဆိုလို့ရှိရင်ပိုးထည်လေးမို့လို့ပွက်တက်ချိတ်လေးတွေပို့ဆင်လို့ရပါတယ်ရှင်ဒီဟာလေးဆိုလို့ရှိရင်2ရောင်ရပါမယ်ရှင်အခုတစ်ယောက်တစ်ထက်မှာဆိုင်မှာလည်းပါဒီပြင်ရောင်ခွဲလေးတွေရှိပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်3,900ကျော်ပါရှင်ဒါလေးဆိုလို့ရှိရင်ဝင်ဆက်လေးပါနော်3ကိုင်းနဲ့တွထားပါပေါ်ကအသေးလေးပါပါမယ်ရှင်ဒါလေးအခုတစ်ခေါက်မှာဖြူလေးနဲ့နိုသိန်းလေးနဲ့ပါပါတယ်ရှင်ဒါလေးကတော့ဖြူလေးပါရှင်ဒီလိုလေးပါရှင်ဒါလေးကတော့2ရောင်ရပါမယ်ရှင်ဆိုင်မှာလည်းပါရောင်လေးတွေရှိပါတယ်ရှင်ပြီးတော့ပိုးခေအပြီလေးကိုမှဝမ်းဆက်ကောမှအခုပေါ်ဝါလေးပါထည့်ပြီးတော့မှရက်လုပ်ပေးထားပါတယ်ရှင်ပေါ်ဝါလေးကလည်းအကြီးပါရှင်ဒါဆိုလို့ရှိရင်ပေါ်ဝါအကြီးလေးပါရှင်ဒါလေးကတော့အမစ်လေးပေါ့နော်ပေါ်ဝါဒီအပေါ်ကတော့အကျဲလေးထည့်ပေးထားပါတယ်ရှင်သူကဝမ်းဆက်မှာလုံကြီးက4,000တထွာခွင်းပါရှင်ဒါဆိုလို့ရှိရင်4,000နဲ့တထွာပုံမှန်လာနေကြတော့4,000ခွင်းပါရှင်အခုဒီဟာလေးကတော့4,000နဲ့တထွာပါမယ်ပြီးတော့မှအင်ကြီးစားမှာကြတော့ပြောင်လေးရတခိုက်ပါရှင်အင်ကြီးစားဒီဟာလေးကြတော့အင်ကြီးစားကိုပြောင်လေးထည့်ပေးထားပါလေရှင်အရင်အစပထမတော့ခကြရင်အင်ကြီးလေးတွေမှာ sport လေးတွေထည့်ပေးထားတယ်ရှင်အခုကတော့ပြောင်လေးပါရှင်ဒီလိုပြောင်လေးပါရှင်ဒီလေးကအခု3ရောင်ရပါမယ်ရှင်ခုဒီဟာချောကလက်လေး1ရောင်ရမယ်ပြီးတော့ကြောက်စိမ်းလေးရပါမယ်ရှင်ကြောက်စိမ်းလေးပေါ်ဝါလေးတွေပါလာပါပြီရှင်ကြောက်စိမ်းလေးရမယ်ပြီးတော့အဖြူလေးရပါမယ်ရှင်ဒီလိုအဖြူလေးလည်းရပါမယ်ရှင်အထက်အလေးကိုတေချာလေးပြန်ပြပေးပါမယ်ရှင်ဒီဟာတော့ပေါ်ဝါပါမယ်လုံကြီးကခွင်းကျယ်လေးဝတ်လို့ရအောင်လို့သူကဒီဟာကို4,000နဲ့တထွာလုပ်ပေးထားပါတယ်ရှင်ပြီးတော့မှအင်ကြီးကတော့ပြောင်းလေးပါရှင်ဒီလိုပြောင်းလေးပါရှင်ခဏကိုပြည့်တဲ့လူအတွက်လည်းဝတ်ဖို့ဆင်ပြေအောင်လို့ဒီလိုမျိုးလေးပြင်ပြီးတော့မှပုံစံလေးပြောင်းပြီးတော့ရက်လုပ်ပေးထားပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လေသူကနှစ်နံဆက်စင်ပြေးမြတ်တည်း4,000ခွင်းလေးပါရှင်ဒါဆိုလို့ရှိရင်နှစ်နံဆက်4,000ခွင်းလေးပါရှင်ဒါလေးဆိုလို့ရှိရင်3,300ကျော်ရှိပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်ရောက်တာနဲ့အမြဲတမ်းလက်ထက်မှာမကြံရဘူးအမြဲတမ်းရောက်တာနဲ့ကုန်ပါတယ်ရှင်ဒါလေးကတော့ခဏကိုပြပြလေးအတွက်ပေါ့နော်နည်းနည်းလေးဝါတဲ့လူအတွက်ဆိုလို့ရှိရင်ဒါလေးက9,000ခွင်းပါရှင်ဒါလေးဆိုလို့ရှိရင်9,000ကျော်ပါရှင်ဒီဟာဆို9,000ခွင်းလေးပါဝါတဲ့လူအတွက်ဆင်းပြပါတယ်ရှင်ဒါလေးကတော့ပိုးညူလေးပါရှင်ဒါကတော့ပုံမှန်လာနေကြ3ကိုင်းနဲ့တွထွားအင်ကြီးမှာကျတော့စပေါ့လေးဒီလုံကြီးမှာကျတော့အပြည့်ပါရှင်ဒါလေးဆိုလို့ရှိရင်လည်း3,000ကျော်ပါရှင်ဒါလေးကတော့အခုမှအစ်စ်ထက်ရတဲ့ဟိုလေးပေါ့နော်ချိတ်လေးပေါ့နော်ဒါဆိုလို့ရှိရင်ဝမ်းဆက်ပါရှင်ဒီမှာပေါ်ဝါလေးလည်းပါပါမယ်ရှင်ပေါ်ဝါကတော့အသေးပါရှင်ပေါ်ဝါကတော့အသေးဒါပေမဲ့ချိတ်လေးကအခုမှစပြီးတော့ပြန်ရက်တဲ့ဒီဇိုင်းလေးပါရှင်ဒါတော့ကဒါလေးကတော့ရှင်းရခင်လေးရတယ်လို့ရက်လုပ်ကြတဲ့ချိတ်မျိုးစားလေးပါရှင်ဒါပေမဲ့အခုမှပြန်ပြီးတော့မှရက်လုပ်ထားပါတယ်ရှင်သူကတော့လုံကြီးမှာတော့ချိတ်ပြပါပါမယ်ရှင်ချိတ်ပြမှာမှအင်းကြီးကြတော့ဒူနာပါရှင်အင်းကြီးဘက်မှာကြတော့နည်းနည်းလေးလိုင်းလေးလျှော့ပေးထားပါတယ်ရှင်ဒီလိုလေးဒါလေးကတော့အင်းကြီးတွက်ပါရှင်ဒါလေးဆိုလို့ရှိရင်1ဆက်ကို3သိန်းဝန်းကျင်ရှိပါမယ်ရှင်ဒါလေးကတော့ခုမှအစ်စ်ဖော်ထားတဲ့အထည်လေးပါရှင်ဒါလေးကခုမှစထားတဲ့အယောင်လေးပါရှင်ဒါလေးကတော့ပွင့်ရွယ်လေးဒါလေးကတော့ရောင်အားအကောင်းဆုံးပေါ့နော်အခုချိန်မှာရောင်အားအကောင်းဆုံးပွင့်အစင်လေးဖြစ်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လည်း1ဆက်ပါရှင်ဒါလေးဆိုလို့ရှိရင်လည်း2သိန်းကျော်ပါရှင်သူကအင်ကြီးမှာကျတော့ဒီလိုပွင့်လေးဒီလိုပွင့်3တန်းပါမှာပဲရှင်3ပွင့်လေးပေါ်မှာဒီလို3တန်းပါပါမယ်ရှင်ဒါလေးလည်းပါ1ဆက်ကွင်းလေးပါရှင်ဒါလေးကတော့ပန်းလင်းလင်းဒီဟာလေးကျတော့ပေါ်ဝါလေးနဲ့အင်ကြီးစားကတော့ဖြောင်လေးပါရှင်အင်ကြီးမှာတော့ဖြောင်လေးပါဒါလေးဆိုလို့ရှိရင်2ရောင်ရပါမယ်ရှင်ဒီလိုလေးဒီအပြာလေးဆိုလို့ရှိရင်2ရောင်ရပါမယ်ရှင်
အင်ကြီးလေးမှာတော့ပြောင်လေးပေါ့နော်အင်ကြီးစာလေးကပြောင်လေးပါရှင်ဒီလိုလေးပါရှင်ဒါတော့အင်ကြီးစာအပိုင်းလေးပါရှင်အင်ကြီးလေးကပြောင်လေးပါနော်ဒါလေးဆိုလို့ရှိရင်ထည့်ရပါမယ်ရှင်နောက်တစ်ထည့်ကတော့ဒါလေးကတော့ပန်းလန်းနေအဖြူလေးသူကတော့ပေါ်ဝါအသေးနဲ့ပါရှင်ဒါလေးလည်းဝမ်းဆက်လေးပါရှင်ဒီဟာကတော့ပေါ်ဝါအကြီးပါရှင်ဒါတော့လာနေကြပေါ်ဝါအကြီးပေါ်ဝါအကြီးအင်ကြီးမှလည်းချိတ်အပြည့်ပါရှင်ဒါလေးဆိုလို့ရှိရင်2,500ဝန်းကျင်ရှိပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်အယောင်လေးကချစ်စရာလေးတွေပေါ့နော်အယောင်ဆက်တာလေးတွေရတယ်ပါတကယ်ချစ်ဖို့ကောင်းတဲ့အယောင်လေးတွေကိုဆက်ပေးထားတယ်ရှင်ဒါလေးဆိုလို့ရှိရင်ပွက်တက်ချက်လေးလည်းပါဝတ်ဆင်လို့ရပါတယ်ရှင်ဒါလေးကတော့2,500ကျော်ပါမယ်ရှင်ပြီးတော့ပစိုးလေးတွေပေါ့နော်ပစိုးလေးတွေကိုစက်နဲ့ရက်ထားတဲ့ပစိုးလေးနဲ့တံမိုးတင်တဲ့ထည်လေးတွေပေါ့နော်အဲ့ဒါလေးလည်းပါပါတယ်ရှင်ဒါလေးတွေပေါ့နော်လက်ရက်ထည်လေးတွေကျတော့တံမိုးများတဲ့ဟာကျတော့တိတ်ပြီးတော့ဝတ်ဖို့အဆင်မပြေတာလေးရှိလို့ရှိရင်ဒီလက်ရက်ထည်လေးဒီဆက်ထည်လေးတွေပေါ့နော်ဒီဆက်နဲ့ရက်ထားတဲ့ဒီအဆင်လေးတွေဆိုလို့ရှိရင်လည်းရပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်4,000ဝန်းကျင်ရှိပါမယ်ရှင်ဒါဆိုရင်ပစိုးလေးပါရှင်ဆောင်းပထိုးလေးပါနော်ဆောင်းပြောက်လေးပါရှင်ဒါလေးတွေဆိုလို့ရှိရင်အခုလွတ်စင်အနက်ရောင်လေးရပါမယ်ရှင်အနက်ရောင်လေးတွေရှိပါတယ်ရှင်အနက်ရောင်လေးတွေရှိပါမယ်ရှင်ပြီးတော့အင်းလေးချီဖြင့်အင်းလေးချီနဲ့ရက်လောက်ထားတဲ့ချီထည်လေးတွေလည်းဒီလိုလေးတွေပါရှင်ဒါလေးတွေလည်းရပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်လည်း size စုံလေးတွေရှိပါတယ်ရှင် small medium large XL XXL ဒီရှိပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်2,000ဝန်းကျင်ကနေစပါမယ်ရှင်လူလေးတွေရှိပါမယ်ရှင်ချီသားလေးတွေအင်းလေးချီသားဆိုတော့ပေါင်မီသားဆိုတော့ချီယုံလာတော့ဘာလို့မရှိတော့ပါဘူးရှင်အယောင်လေးတွေပါပါမယ်ရှင်ဒီတစ်ခါဒီလိုလေးတွေဒါလေးဆိုလို့ရှိရင်ငပြောညွန့်စိမ်းရောင်လေးပါရှင်ဒါလေးကဗီရာပြလေးသူကရင်စီလေးလည်းရှိမယ်ရင်ဖုံးလည်းရှိမယ်လက်ကိုစကားလေးရှိမယ်ဒီလိုနည်းနည်းရှည်တာလေးလည်းရှိပါမယ်ရှင်အခုနွေရဒီလည်းရောက်ပန်းနေပြီဆိုတော့ဒီထည်လေးတွေကဝတ်ဆင်လို့ပင်တော်ပါတယ်ရှင်ရင်စီလေးတွေရပါမယ်ရင်စီလည်းပါမယ်ရင်ဖုံးလည်းပါမယ်ရှင်ဒါလေးက small မှာ small ကို2,000နဲ့စပြီးတော့မှsize လေးတွေကွာသွားပါမယ်ရှင် size လေးတွေ small medium large XL medium ဆိုလို့ရှိရင်2,100လက်ရှိလေးဆိုလို့ရှိရင် small မှာ2,100 2,200အဲ့လိုလေးတွေကွာသွားပါမယ်ရှင်သူ size လေးတွေပေါ်မှာနည်းနည်းလေးဈေးနှုန်းလေးကွာသွားပါမယ်ရှင်ဒီထည်လေးတွေကိုမှာယူလိုပါကဖနံပါတ်39266889999မှာဆက်သွဲမှာယူရရှိနိုင်ပါတယ်